ဟုတ်ပေါ်တို့မာလာရှန်ကိုတို့စိုက်မှာသွားဆိုင်လေဒီဘောလီကျိုးခောက်ဆွဲကိုစားရတာအားမရလို့ဒီနေ့တော့အိမ်မှာပဲမာလာရတာထုံထုံဆက်ဆက်ထိထိမိမိလေးတုတ်စားလိုက်တယ်အရင်ဆုံးအိုးထဲမှာရေးထည့်ပြီးတော့စူနေအောင်တည်ထားမယ်ဘောလီကျိုးခောက်ဆွဲကြီးပဲဆိုလဲစားရအဆင်မပြေမှဆိုလို့အသားလုံးနဲ့လည်းထည့်ပြီးပြုတ်ထားလိုက်မယ်ပြီးလို့ရှိရင်တော့ဘောလီကျိုးခောက်ဆွဲတွေကိုထည့်ပြီးတော့9မိနစ်10မိနစ်လောက်ပြုတ်ထားလိုက်မယ်အရင်ဆုံးစလုံးထဲမှာမာလာနှစ်စွန်းလောက်ထည့်လိုက်မယ်ပြီးလို့ရှိရင်ပို့ပြီးတော့ဆက်သွားအောင်လို့non spicy လေးလည်းထည့်လိုက်မယ်ပြီးရင်တော့ထုံထုံဆက်ဆက်ဖြစ်အောင်မာလာမှုန့်လေးလည်းထည့်ပြီးတော့အဲသုံးခုကိုကြေနေအောင်မှွေလိုက်မယ်ဆော့ဆက်ရတာလည်းရမ်းလွယ်ကူတာမို့လို့အိမ်မှာလိုက်လို့စားကြည့်နော်ပြီးလို့ရှိရင်တော့ခုနကပြုတ်ထားတဲ့ဘောလီကျိုးခောက်ဆွဲတွေရဲ့အသားလုံးတွေရဲ့ကိုအဲ့မာလာနှစ်ထဲကိုထည့်ပြီးတော့နေမယ်အဲ့ဒီဘောလီကျိုးခောက်ဆွဲကြီးတွေကလေဖြူဖြူကြီးနဲ့ချောချောကြည့်ကြည့်လေးဆိုတော့မာလာနှစ်နဲ့နှံ့သွားဖို့ဆိုလို့ရှိရင်အနည်းဆုံး10မိနစ်လောက်တိတ်ချလေးကိုနေရတယ်ကျွန်တော်ကတော့နေနေနဲ့ EH မျက်နှာယူမြင်လိုက်တာတော်တော်လေးကိုအဆင်ပြေသွားတယ်နေပြီးသွားလို့ရှိရင်တော့တမ်းမစားနဲ့နော်10မိနစ်လောက်ထပ်ပြီးတော့နှက်ထားလိုက်ဒီတိုင်းလေးအရသာကတော့တူပါမချခြင်းဖြစ်သွားမယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့မယ်တတာ